ဆုံးမလိုက်တဲ့စကားကသူမခံနိုင်လောက်အောင်ပြောတဲ့စကားဖြစ်သွားတယ်။ဘာကြောင့်ဒါပြောတာတော့လို့ဆိုတော့မြတ်စွာဘုရားမှာတော့အကြောင်းရှိတယ်။မြတ်စွာဘုရားဘာကြောင့်အဲ့ဒီလိုစကားပြောတာလဲလို့ဆိုလို့ရှိရင်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုရှိလို့ပြောတာ။ဆိုပါစို့မာဂန္ဒီမိသားစုနဲ့ဆုံတွေ့တော့ကတခြားစကားနဲ့ပြောရင်ပြောလို့ရတာပဲအဲ့ဒါလို့မပြောဘဲနဲ့ကိပိဝိတံမုဒ္ဒကရိတပုံနာပါရပိဏံတဖုတိတောနာအိစေကျင်ကြီးကျင့်ငယ်နဲ့ပြည့်နေတဲ့မင်းသမီးမာဂန္ဒီကိုခြေတော်တဲ့တောင်မထိချင်ဘူးလို့ဆိုတော့အဲ့ဒါတော့မှုချိုးပြချိုးပြောတယ်ဆိုပြီးတော့ကြားတဲ့ပုဂ္ဂိုလ်မခံနိုင်ဘူးနေတာရသော်ဘုရားကအဲ့ဒီလိုစကားမျိုးပြောလာလို့ဆိုမှန်တယ်အကျိုးရှိတယ်ဆိုရင်သူကြိုက်ကြိုက်ပြောတယ်ဗျာအဲ့ဒါပြောကြသူကတော်ဆိုတဲ့ကောင်းသောစကားကိုဆိုတော်မူတတ်သောဆိုတဲ့မြတ်စွာဘုရားကုံတော်တယ်မှာနော်မှန်နဲ့မှန်ရမယ်အကျိုးလည်းရှိမယ်သူများကြိုက်ရင်လည်းပြောမယ်မကြိုက်ရင်လည်းပြောတယ်ဒီနှစ်ခုမကြိုက်လို့ပြောသည့်အတွက်ကြောင့်လို့ဆိုနိုင်တယ်ပေါ့မြတ်စွာဘုရားရန်လောက်ခံရတယ်တော့ရန်လောက်ခံရတာကိုထက်မတွက်ဘူးဒီလိုပြောလိုက်မှအကျွတ်တရားရမယ့်ပုဂ္ဂိုလ်ပဲကြည့်တယ်ရန်လောက်မဲ့ပုဂ္ဂိုလ်သိပ်မကြည့်ဘူးမြတ်စွာဘုရားဘုရားပွင့်လာတာကကိုယ်ကတတ္တဝါတွေအမှန်သိဖို့အတွက်ပေါ်လာတာအဲ့တော့အမှန်သိမဲ့အသိဉာဏ်ဖြစ်ပေါ်လာမှာကိုဥစားပေးလိုက်တယ်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မှသူ့အမေနဲ့သူ့ဖေကကျွတ်သွားတာတရားတို့ရသွားတာမာဂန္ဒီအမေနဲ့မာဂန္ဒီပုံနာကြီးနဲ့ပုံနေပါတွေအကျွတ်တရားရတာသို့တော့အဲ့ဒီစကားတစ်လုံးကမာဂန္ဒီကိုဘုရားကိုယံလို့အောင်ပြောလိုက်တဲ့စကားမျိုးဖြစ်သွားတယ်မာဂန္ဒီကတော့ယံညှို့ဖွဲ့သွားတယ်သမီးမာဂန္ဒီကယံညှို့ဖွဲ့တယ်အဖေမာဂန္ဒီအမေမာဂန္ဒီသူတို့အကျွတ်တရားရသွားတယ်အဲ့ဒီအကျွတ်တရားရမယ်ဟာကိုအကြောင်းပြုပြီးမြတ်စွာဘုရားပြောတယ်လို့ဒီလိုပဲမှာနော်အဲ့လိုဆိုလို့ပေါ့အဲ့တော့ဒီမှာလည်းပဲထေဝဒတ်ကိုမြတ်စွာဘုရားပြောလိုက်တဲ့စကားဟာဆုံးမတဲ့စကားလည်းဖြစ်တယ်ဘယ်လောက်ထိအောင်ပြောတော့ဆိုရင်သူများထွေးတဲ့တွေကိုမမျိုးချင်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်ကိုယ်စမ်းစာနဲ့ကိုခေါင်းဆောင်လုပ်မယ်စားသူများထွေးတဲ့တွေကိုဘာလို့ပြောရတာလဲဆိုတဲ့အဓိပ္ပာယ်ပြောတာအဲ့တော့ဒီဝဒကနာကြည့်သွားတယ်အဲ့ဒါလေပြောရင်တော့ဖျက်ကိုမကြည်ညိုတဲ့လူကတော့ပြောမှာပေါ့အပြောမတတ်လို့ဒုက္ခရောက်တယ်လို့သို့တော်မြတ်စွာဘုရားမှာအကြောင်းရှိပြောတာထေဝဒကိုဒီလိုပြောလိုက်မှနောင်တရတဲ့အခါမှာမြတ်စွာဘုရားရဲ့မေတ္တာကိုသူသိသွားမှာဘာလို့လဲဆိုတော့လူဆိုတာတော်ခက်တယ်နော်ဒီဗမာပြည်မှာနေမယ်ဆရာတပည့်ရှိကြတယ်ဆရာတပည့်ရှိကြတယ်ငယ်တော့ကဆရာကိုကြောက်ရတယ်ဆရာကရိုက်နဲ့တင်ဆုံးပါတာကြီးပွားလာတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျတော့ဆရာကမရိုက်ပဲနဲ့မွေးလာတဲ့တပည့်နဲ့ဆရာကရိုက်ပြီးတော့ပညာသင်ပေးတဲ့တပည့်အဲ့ဒီနှစ်ဦးဟာထူးခြားလာတဲ့အခါအသက်ကြီးရင်ဆရာကျေးဇူးကိုသိလာတော့ပြန်ပြောကြတယ်ဘယ်လိုပြောတော့ဆိုငယ်စဉ်ကဆရာကမရိုက်ဖက်နဲ့အလိုလိုက်ထားတဲ့တပည့်ကငါကိုဆရာသမားကအလိုလိုက်လို့ငါဟာပညာမတတ်တာနှုတ်ဖို့ဆိုရင်ငါပညာတတ်မယ်အပြစ်တင်တာပြောတာနောက်တချို့ကျတော့ဆရာကငါကိုရိုက်ထားတယ်လို့ဒီတဲ့ရိုက်ရင်ဒီတဲ့ငါတတ်မယ်လို့ထင်ကြတယ်အဲ့လိုပြောတာလူဆိုတာကိုယ့်ကိုပြစ်မတင်ဘူးကျန်တဲ့လူပဲပြစ်တယ်ဒါအထုံးစံအမေကငါလိုက်လို့ငါဒုက္ခရောက်တယ်လို့ပြောတာပဲသားသမီးကလည်းစိုးမိုက်ပြီဆိုရင်အမေကလိုလိုက်လို့ငါဒုက္ခရောက်တာ
လိမ္မာလို့ရှိရင်အမေဆုံးမလို့သိမပြောဘူးကိုတော့လူတွေကပြစ်သိမ့်တယ်သူများကိုတော့အပြစ်တင်တယ်တခုချွေရင်လို့တင်တယ်ဒါကြောင့်မြတ်စွာဘုရားကဒီဥဒ္ဒနှုံတာရလာတဲ့အခါမှာငါ့ကိုမလောက်သားလောက်အောင်ဒီလိုဆုံးမခဲ့တာပဲဆိုတာကိုမရစေတဲ့ဘောရှိလောက်ပေါ့နော်ဒါတွေ့ကြည့်ရတာပေါ့အဲ့တော့မြတ်စွာဘုရားပေါ်မှာငကိုကလည်းတန်တရားကပါလာတဲ့အမုန်းစိတ်ကလည်းရှိတယ်ပေါ့ခုလို့ပြောလိုက်တဲ့အခါပုံမုန်းသွားတယ်ပေါ့နော်ဒါတော့တခြားနေ့ဒီတိုင်းနေ့လည်းမုန်းမှာပဲလေသူကတော့မုန်းစိတ်ကရှိတာသို့တော့အသက်အရွယ်ငယ်တော့ကတလောင်မဟုတ်ပဲနဲ့ကြီးလာတဲ့အခါမှာဖားချောင်းဒီလိုအမုန်းစိတ်တွေပေါ်လာတယ်လဲဆိုပလာတလို့ဆိုတဲ့တရားအဲ့ဒီတရားတစ်ခုကအမှန်တမ်းဆိုတယ်ပလာတဆိုတာဘုံတုကိုပြိုင်လှုပ်ထားပြောတာနော်ငါလည်းတူတူပဲသူလည်းတူတူပဲဆိုရယ်ကိုယ်နဲ့သူနဲ့နှိုင်းရှင်ပြီးတော့တူတယ်လို့သတ်မှတ်တယ်ဥပမာမဲ့ဘုန်းကြီးတွေနဲ့ပြောမယ်ဆိုရင်သူလည်းဓမ္မစရိယကိုဆရာကဓမ္မစရိယအောင်တယ်တပည့်ကလည်းဓမ္မစရိယအောင်တယ်ငါလည်းဓမ္မစရိယအောင်တယ်ဆရာလည်းဓမ္မစရိယအောင်တယ်ဘာထူးလဲတူတူပဲလောကီဝဲဆိုရင်ဆရာလည်းပြီးငါလည်းပြီးဆရာကလည်းမဟာဝိဇ္ဇာကလည်းမဟာဝိဇ္ဇာဆရာကလည်း PhD ငါလည်း PhD တူတယ်လို့နှိုင်းရှင်တယ်တချို့ကျတော့တားတဲ့တောင်းထင်လိုက်သေးတယ်နော်အဲ့ဒါကိုပလာတာလို့ခေါ်တယ်ရှင်ဒေဝဒတ်ကိုနှိမ့်ဆက်သွားတာအဲ့ဒါလည်းပါတယ်အဲ့ဒါပါတယ်သူကတကူရီကြီးတဲ့အခါကျတော့သူတကူအစွမ်းစားတွေကိုသူကြည့်ပြီးဖခင်ကလည်းတာကိုရင်မျိုးပဲငါလည်းတာကိုရင်မျိုးပဲသူလည်းမင်းမျိုးပဲငါလည်းမင်းမျိုးပဲသူလည်းယဟန်ပဲငါလည်းယဟန်ပဲသူလည်းတကူရှင်ပဲငါလည်းတကူရှင်ပဲဟောနှိုင်းရှင်လာတယ်အဲ့တော့သူလုံနိုင်ရင်ငါလည်းလုံနိုင်ရမယ်ပေါ့အဲ့ဒီသူစိတ်ထဲမှာလောက်လာတာဒါပြဿနာတစ်ခုပဲနော်ပြဿနာတစ်ခုအဲ့တော့ရှင်ဒီဝရဟာပုံမှန်အနေထားတော့ငါသူတရားဓမ္မတွေကျင့်ပြီးတော့တကူအေဒီဘတ်တွေနဲ့ပြည့်စုံပြီးနေရာကနေပြီးတော့ဘာဖြစ်လို့စိတ်ဓာတ်တွေပြောင်းလဲပြီးဖောက်ပြန်သွားသလဲအကြောင်း၃မျိုးရှိတယ်ဒီအကြောင်း၃မျိုးကိုမြတ်စွာဘုရားဘယ်တော့မှဟောလဲဆိုရှင်ဒီဝတ္တတဟာမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့ပြောမယ်ဆိုရင်တော့သူဟာမြတ်စွာဘုရားတတော်92 93 94 95အဲ့ဒီပတ်ဝန်းကျင်တော့ဖြစ်တာနော်ဒါခံမှန်းလို့ရတယ်ဘာလို့လဲဆိုရင်95ကျမှသူတင်ခွဲသွားတာဘုရားရှိခိုးထွက်ခွာသွားတာ92နှစ်ကျော်မှထွက်သွားတာအဲ့တော့93 94 95ဘုရားတတော်95နှစ်လောက်မှာတိပရကသူပြန်တော့မူတာအဲ့ဒီချက်လို့ပြောအဲ့တော့သူတက်တော့မသိဘူးဘုရားတက်ကအဲ့လောက်ရှိမြတ်စွာဘုရားပေါ်မှာနောင်တတွေရလာသူလုပ်ခဲ့တာတွေမိုက်တာတွေနောင်တရပြီးတော့ဘုရားကိုဝန်ချတောင်းပန်မလို့လာတာဘယ်ကြမှာဖြစ်တုံးဆိုရင်သူနေမကောင်းတယ်မသာဖြစ်လာတဲ့အခါစိတ်ဓာတ်ကြလာတယ်အဲ့ဒီစိတ်ဓာတ်ကြလာတဲ့အချိန်မှာဘုရားရဲ့ခြေစွတွေကိုသိလာတယ်ငါဘယ်တော့ငါဘယ်လိုပြောခဲ့တယ်ဘယ်တော့ငါဘယ်လိုပြောတယ်ငါရဲ့အကျိုးလိုလာတယ်ငါပဲရန်လောက်တာသူကငါရန်လောက်တာမဟုတ်ဘူးငါကပဲသူအပြစ်တွေပြောတယ်သူကငါအပြစ်မပြောရှာဘူးထွေးသိလာတယ်သိလာတဲ့အခါကြော့မယ်ဆိုပြီးတော့ဘုရားစီလာမှာအဲ့ဒီမှာပြည့်မြူသွားတာအဲ့တော့မြတ်စွာဘုရားတက်တော့82နှစ်နောက်ပိုင်း83 84 85ပတ်ဝန်းကျင်မှာဘုရားပြိဋိဘံမဆန်ခင်သူရည်သေးသွားတယ်
ဘာဖြစ်လို့တော့ဆိုတော့ဗျမဇာလာတုတ်ဟောတဲ့အခါမှာတက်တော့85နှစ်မှာဘုရင်ဖြစ်တဲ့အဇာတတတိဘုရားဥစ္စာညမဲ့လုပ်နေတာပဲသူလဲအဲ့တော့ဒေဝဒတ်မြေမြူပြီးဆိုတော့မှသူကဘုရားစီရောက်လာတာသာမညဗလာတုတ်ဟောတာအဲ့ကြမှာသူဘုရားစီရောက်တာဘာကြောင့်သူဘုရားစီရောက်လာတော့ဆိုဒေဝဒတ်သူအာကိုတဲ့ဒေဝဒတ်မြေမြူပြီးဆိုပါသူလည်းကြောက်လာတော့လူဆိုတာအဲ့လိုပဲကြောက်စိတ်တွေဝင်လာတယ်အဲ့ဒီကြတော့မှငါလုပ်တဲ့အမှားတွေငါလည်းပဲတော့ဒုက္ခပေးမယ်ငါဆရာဒေဝဒတ်တော့ပြေပြိုသွားပြီဆိုအဲ့ဒီမှာသူတောင်းရရပြီဘုရားစီရောက်လာ